မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်တင်ဆက်ပေးချင်တာကတော့လက်ရှိရခိုင်ပြည်နယ်အတွင်းမှာဖြစ်ပွားနေတဲ့တော်တော်လေးကိုတုံ့လုတ်စရာကောင်းပြီးလူသားချင်းစာနာထောက်ထားမှုကင်းမဲ့လာတဲ့ဖြစ်စဉ်တစ်ခုအကြောင်းပဲဖြစ်ပါတယ်အဲ့ဒါကတော့ဗာလဲဆိုရင်စစ်ကောင်စီဟာရခိုင်တပ်တော် AA ထံမှာဖမ်းဆီးထိန်းသိမ်းခံထားရတဲ့သူတို့ရဲ့ကိုယ်ပိုင်တပ်ဖွဲ့ဝင်တွေနဲ့တပ်မိသားစုဝင်တွေရှိရာစစ်တုံးပန်းစခန်းတွေကိုလေကြောင်းကနေတမင်တကာဘုံကျဲတိုက်ခိုက်နေတဲ့ကိစ္စပဲဖြစ်ပါတယ်ဒီလိုရထားဘာကြောင့်လဲကိုရဲဘော်တွေကိုကိုတက်မိသားစုဝင်တွေကိုပြန်တက်ရတဲ့အထိစစ်ခေါင်းဆောင်တွေကဘာကိုကြောက်နေတာလဲဒါဟာစစ်ရာဇဝတ်မှုမြောက်သလားဒီနေ့ဗီဒီယိုမှာကျွန်တော်တို့အသေးစိတ်ဆွေးနွေးသွားမှာဖြစ်လို့အဆုံးအထိဆက်လက်ကြည့်ရှုပေးဖို့ဖိတ်ခေါ်ခြင်းပါတယ်ခင်ဗျာဟုတ်ကဲ့အချက်လက်တွေအရဆိုရင်တော့ဒီလိုစစ်တုံးပန်းစခန်းတွေကိုဘုံကျဲတာဟာအခုမှဖြစ်တာမဟုတ်ပါဘူးတော်တော်လေးကိုစနစ်တကျနဲ့စက်တိုက်လူဆောင်နေတာကိုတွေ့ရပါတယ်ရရှိထားတဲ့သတင်းတွေအရ2026ခုနှစ်ရဲ့ပထမဆုံး3လပတ်အတွင်းမှာတင်စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုကို3ကြိမ်အထိပြုလုပ်ခဲ့ပါတယ်။ဆိုလိုတာကဇန်နဝါရီ၊ဖေဖော်ဝါရီနဲ့မတ်လတွေမှာတလောက်ကိုတစ်ကြိမ်နှုန်းနဲ့ကိုလူကိုဘုံကျဲခဲ့တာပါ။ဒါဟာအခုမှမဟုတ်ပါဘူး။ပြီးခဲ့တဲ့2024ခုနှစ်စက်တင်ဘာလတုန်းကလည်းပေါတောနဲ့မောင်တောမြို့နယ်တွေမှာရှိတဲ့စခန်းတွေကိုတိုက်ခိုက်ခဲ့သလို2025ခုနှစ်ဇန်နဝါရီလမှာလည်းမြောက်ဦးမြို့နယ်ကစခန်းတစ်ခုကိုဘုံကျဲခဲ့ပါသေးတယ်။အဆိုးဆွားဆုံးဖြစ်စဉ်တော့ပြီးခဲ့တဲ့မတ်လ10ရက်နေ့ကဖြစ်ပွားခဲ့တဲ့အမ်းမြို့နယ်ဒါလက်ချောင်းဒေသကစစ်တုံးပန်းစခန်းတိုက်ခိုက်မှုပါတယ်ဒီတိုက်ခိုက်မှုဟာတေဆုံးထိခိုက်မှုအများဆုံးဖြစ်ခဲ့ပါတယ်ဒီလိုရက်စက်တဲ့တိုက်ခိုက်မှုတွေကြောင့်လက်ရှိအချိန်အထိစစ်တုံးပန်းနဲ့တပ်မိသားစုဝင်23ဦးတေဆုံးခဲ့ရပြီး30ကျော်ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပါတယ်တေဆုံးသူတွေထဲမှာတာမန်ရဲဘော်တွေမဟုတ်ပါဘူးဗိုလ်မှူးချုပ်အဆင့်ဗိုလ်မှူးအဆင့်ရှိတဲ့အရာရှိကြီးတွေအပြင်ကလေးငယ်တွေနဲ့အမျိုးသမီးတွေပါဝင်နေတာကပိုပြီးတော့စိတ်မကောင်းစရာကောင်းလာပါတယ်ခင်ဗျာဒီနေရာမှာကျွန်တော်တို့အထူးသတိပြုရမှာကဒီတိုက်ခိုက်မှုတွေဟာမှားယွင်းဒီတိုက်ခိုက်တာမဟုတ်ဘူးဆိုတဲ့အချက်ပါပဲဒါဟာတမင်တက်ကြိုတင်စီစဉ်ပြီးလှုပ်ဆောင်တဲ့နှုတ်ပိတ်ပွဲတစ်ခုဖြစ်ပါတယ်ဒီအကျဉ်းစခန်းမှာဖမ်းဆီးခံထားရတဲ့ဗိုလ်မှူးချုပ်တူဗိုလ်မှူးချုပ်ဇော်မင်းသွန်းအမိကိုစားသားနေပြရက်ပြောပြချက်အရစစ်ကောင်စီဟာမဘုံကျဲခင်ရပ်ပိုင်းအလိုကတည်းကလေယာဉ်တွေနဲ့အကြိမ်ကြိမ်ကြိုတင်ကင်းထောက်မှုနဲ့လုပ်ခဲ့တယ်လို့သိရပါတယ်သူတို့ကင်းထောက်တဲ့အခါမှာဒီနေရာကတာမန်အရပ်သားတွေနေတဲ့နေရာမဟုတ်ဘူးအကျဉ်းစခန်းဖြစ်တယ်ဆိုတာကိုရှင်းရှင်းလင်းလင်းသိနိုင်ပါတယ်ဘာလို့လဲဆိုတော့အကျဉ်းသားတွေဟာအယောင်မတူတဲ့အကျဉ်းထောင်ဝတ်စုံတွေကိုဝတ်ဆင်ထားရပြီးမနက်ပိုင်းတွေမှာတန်းစီပြီးအလုတ်ဆင်းတာရေခတ်တာတွေကိုလှုပ်ဆောင်နေကြလို့ပါပဲဒီလောက်ထိထင်သာမြင်သာရှိတဲ့လူဝင်လူထွက်များတဲ့နေရာတစ်ခုကိုအစိုးဆုံးဘုံကျဲတိုက်ခိုက်တာဟာရဲနေရာမှာဘသူတွေရှိနေလဲဆိုတာကိုအတိအကျတိလက်ရနဲ့ကိုလှုပ်ဆောင်ခဲ့တာလို့ကောက်ချက်ချနိုင်ပါတယ်ခင်ဗျာကဲအခုဆိုရင်အထီးကမေခွန်းကိုရောက်လာပါပြီ။ဘာကြောင့်စစ်ခေါင်းဆောင်တွေကကိုရဲဘော်တွေကိုပြန်တက်ရတာလဲ။ဒါဟာဘလူးမှစဉ်းစားလို့မရတဲ့လောက်ရပဲမဟုတ်လား။တေချာခွဲချမ်းကြည့်မယ်ဆိုရင်အကြောင်းရင်း၃ခုလောက်ကိုတွေ့နိုင်ပါတယ်။ပထမအချက်ကတော့စစ်တပ်အတွင်းစိတ်သက်ပြတ်ပါမှုကိုတားဆီးဖို့ပါ။လက်ရှိရခိုင်ပြည်နယ်မှာ AA ရဲ့ထိုးစစ်တွေကြောင့်စစ်ကောင်စီတပ်တွေဟာအချိနာနေပြီးတိုက်ရင်လိုက်လက်နက်ချတာတွေပူးပေါင်းတာတွေရှိနေပါတယ်။အထူးသဖြင့်စစ်တွေနဲ့ကြောက်ဖြူးမှာကြံနေတဲ့တပ်သားတွေဟာလက်နက်ချဖို့စဉ်းစားနေကြပါပြီ။ဒါကြောင့်စစ်ခေါင်းဆောင်တွေကမင်းတို့လက်နက်ချရင် AA ကမင်းတို့ကိုမတက်ရင်တော့မှငါတို့ကတော့လိုက်တက်မှာပဲဆိုတဲ့ရက်ဆက်တဲ့ message ကိုပေးခြင်းကဖြစ်ပါတယ်။ဒါဟာကြောက်စိတ်နဲ့တပ်ကိုထိန်းချုပ်ဖို့ကြိုးစားတာပါ။ဒုတိယအချက်ကတော့နှုတ်ပိတ်ဖို့ဖြစ်နိုင်ပါတယ်။အခုဖမ်းဆီးခံထားရတဲ့အရာရှိကြီးတွေထဲမှာအမ်းမြို့နယ်ကနာမာခနောက်ပိုင်းတိုင်းစစ်ကချောင်းရဲ့အရာရှိတွေလည်းပါဝင်နေပါတယ်။သူတို့စီမှာစစ်ဗိုလ်ချုပ်တွေရဲ့အကြီးတက်လိုက်စားမှုတွေစစ်ရာဇဝတ်မှုကျူးလွန်ခဲ့တဲ့အမိန့်တွေနဲ့တက်တွင်းလျှို့ဝှက်ချက်တွေအများကြီးရှိနိုင်ပါတယ်။ဒီအချက်လက်တွေပေါက်ကြားမှာကိုကြောက်ပြီးတော့တမင်နှုတ်ပိတ်လိုက်တာလို့ယူဆနိုင်ပါတယ်ခင်ဗျာ။တတိယအချက်ကတော့နိုင်ငံရေးအရာတန်ဖိုးမရှိတော့ဘူးလို့ယူဆလို့ပါ။စစ်ခေါင်းဆောင်တွေဟာသူတို့ရဲ့အာဏာတည်မြဲဖို့ဆိုရင်ဘသူကိုဆိုကိုရဲဘော်တော်မှာရန်သူအဖြစ်သတ်မှတ်နိုင်ပါတယ်။လက်နက်ချပြီးဖမ်းဆီးခံရသူတွေကိုစစ်တပ်အတုံးမဝင်တော့တဲ့ရန်သူဘက်ပါသွားတဲ့လူတွေလို့ယူဆပြီးရရက်ဆက်ဆက်စွန့်ပစ်လိုက်တာဖြစ်ပါတယ်။ဒီဖြစ်စဉ်ဟာစစ်ကောင်စီတပ်တွင်းကစစ်သားတွေအတွက်တော်တော်လေးကိုသင်ခန်းစာရစရာကောင်းပါတယ်။အခုဖမ်းဆီးခံထားရပြီးဒဏ်ရာရရှိခဲ့တဲ့ဗိုလ်မှူးတဦးကအသက်56နှစ်ယူလာအသက်30ကျော်တာဝန်ထမ်းဆောင်ခဲ့တဲ့စစ်တပ်ကသူ့ကိုအခုလိုလွတ်ပြန်တာကိုကြားရတဲ့အခါမှာမျက်ရည်ကျရခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။သူကကိုခေါင်းဆောင်တွေကမိမိတို့အပေါ်တစ္ဆာဖောက်လိုက်တာပဲလို့ခံစားခဲ့ကြောင်းပြောကြားခဲ့ပါတယ်။ဒါဟာစစ်ကောင်စီရဲ့ရဲဘော်ရဲဘစိတ်ကိန်းမဲ့မှုကိုမီးမောင်းထိုးမြန်နေတဲ့တပ်တွေပါပဲ။အချုပ်အပြင်ဆိုအဟင်လက်ရှိရခိုင်ပြည်နယ်မှာစစ်ကောင်စီဟာအဖက်ဖက်ကရှုံးနေပြီးမြို့နယ်15မြို့အထိ AA ရဲ့ထိန်းချုပ်မှုအောက်ရောက်နေပါပြီ။ကျန်တဲ့3မြို့နယ်ကိုလည်း
AA ကဆက်လက်ထိုးစစ်ဆင်နေပါပြီဒီလိုအခြေအနေမှာကိုယ့်လူကိုဘုံကျဲတဲ့ရက်ဆက်တဲ့လုပ်ရက်တွေဟာစစ်ပွဲကိုလွှဲ့ပြောင်းနိုင်မှာမဟုတ်ပဲစစ်ကောင်စီရဲ့နောက်ဆုံးအဆင့်ရိုင်းနှဲ့မှုသာပေါ်ပြနေတာဖြစ်ပါတယ်ခင်ဗျာဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့ကျေးဇူးတင်ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတင်တို့ရဲ့အမြင်တွေကိုလည်းအောက်က comment မှာရေးသားဆွေးနွေးပေးခဲ့ဖို့ဖိတ်ခေါ်ခြင်းပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ channel ကိုလည်း like နဲ့ subscribe လုပ်ထားဖို့မမေ့ပါဘူးเนาะနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေနဲ့ပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာ